အာဆနယ်ကဘာကြောင့်ဒီလောက်သေးကြနေရတာလဲကျယ်တစ်ကျယ်နှစ်ဆွေးနွေးကန်အန်ဂျယ်မင်round 35 ပြီးမှာကျယ်တစ်ရောက်လာပြန်နေကိုဘီမိုင်နူအပြုံးနဲ့မိုက်ကယ်ကာရစ်ဂျာကင်နဲ့ပြီးတော့အာတီတာလာရောင်အောက်မှာရောက်လာခြင်းပေါ့လေဒီမှာဒင်းနဲ့သိပ်ပြီးအစဉ်ပြေလာတယ်တော့မဟုတ်ပါဘူးကျွန်တော်ကဗီဇမှန်တဲ့မေးခွန်းတွေကိုပဲဖြေခြင်းနဲ့အသွင်ယူထားတဲ့ဆွေးနွေးမှုမျိုးတွေမလုပ်လို့ဘူးခုနောက်ပိုင်းကျွန်တော်ကလုံးပင်ဖြစ်စေအောင်တော့အဲ့ဒီကျယ်တစ်ကိုကျွန်တော်သိမ့်မကြိုက်ဘူးကျယ်တစ်ဟာကန်သမားတစ်ယောက်လို့ဇွတ်ခေါင်းစဉ်တတ်ထားရင်ကျွန်တော်စီမလာနဲ့တော့လို့ဒင်းကိုကန့်တတ်ထားတယ်သူမေးခွန်းတွေကိုတစ်ချက်ကြည့်လိုက်ပါသိရတဲ့ကျယ်နှစ်အာဆနယ်ဘိုဆွဲဖို့ခြေတလန်းပြန်ဦးပြီလို့ပြောဆိုနေရမယ့်အစားခင်ဗျားကာရီရဲ့အမြဲတမ်းနီးပြဖြည့်ရတဲ့တိုက်ပွဲဝင်နေတယ်အဲ့ဒါကအာဆနယ်ပရိသတ်တွေစိတ်လို့ရှားနေကြတာလစ်လူရှူကမကြောက်ဘူးလားဗျာအဲ့ဒါခင်ဗျားရင်မနဲ့ပြုတ်လုထားတဲ့မေကွန်ဟုတ်ရလားကျက်တစ်ဒီအချိန်ဒီလိုပြောရင်လူချိန်မဲဆိုတဲ့အထာမျိုးတွေကျွန်တော်စီယူမလာပါနဲ့ဗျာဒါပေမဲ့ဒီတစ်ခုတော့ကျွန်တော်ဖြေပါမယ်ကျွန်တော်ကပြီးခဲ့တဲ့ရာသီကစပြီးအာဆနယ်ဘိုဆွဲကိုတောင်းတရေးသားလာသူပါအခုလဲဒီသဘောကမပြောင်းလဲပါဘူးဒါအပွဲကြိုကာလအရေးသားတွေမှာရောပွဲကစားနေချိန် lively session တွေမှာပါကျွန်တော်ပြုလုပ်ခဲ့တယ်ဒါကအားလုံးသိတဲ့ဖြစ်ချိန်တန်မှုကြီးပါပြီးတော့အားလုံးသောနတ်လူတာရုခေါ်စီတော်အမှုပဲအဲ့ဒီမှာတကယ်ကြည်ရွှင်ခဲ့ပါတယ်ဒီလိုပဲမန်ယူအတွက်ချန်ပီယံလိဝင်ခွင့်ရရေးဟာတိတ်အရေးကြီးပါတယ်ဒီမှာခြားနာတဲ့အောင်ပွဲတွေဦးစားပေးတဲ့ရောက်ရှိမှုတွေစဉ်းစားနေဖို့မလိုပါဘူးလီဗာပူးကိုနိုင်လိုက်ပြီးတဲ့နောက်မန်ယူလူထုဟာပိုပြီးသွေးပွက်လာတယ်ကာရီတာတောင်ဝင်ခွင့်ရစေခြင်းကြတယ်ကျွန်တော်လည်းအဲ့ဒီထဲဝင်ပါနေခြင်းသာဖြစ်တယ်ကျွန်တော်ဟာဦးဝဲဖန်ဖြစ်ုံနဲ့မေဂရစ်ဆိုမေ့နိုင်အောင်မေ့ရမယ်လို့ခင်ဗျားလာတားစရာမလိုပါဘူးကျက်တဲ့ဒါတွေကသီးခြား identity တွေပါရောထွေးပြလို့မရပါဘူးဟာကောင်းပါပြီကျေဘိုးတော်ကြီးဒါပေမဲ့အာဆနယ်အကြောင်းဆက်ပြောလိုက်ခြင်းသေးတယ်နှစ်ပွဲပိုကစားပြီး6မှတ်ရအောင်နဲ့အာဆနယ်တီးကြပြီလို့ပြောဆိုနေကြတယ်ပေါ့ခင်ဗျားဘာပြောချင်ပါသလဲပထမဆုံးပြန်တွေးရမှာကအရင်ရာသီတွေမှာဒီလိုအမှုခင်းကြုံပြီဆိုအာဆနယ်စားမတွေဘလောက်တောင်ကြောင်ကရန်ဖြစ်တတ်ကြတယ်ခင်ဗျားသိပါတယ်ကျက်တဲ့မန်နာပြောရရင်ဘုံမောင်းတဲ့မန်စီးတီးကိုရှုံးစဉ်ကလာကြပြီလို့ကျွန်တော်လည်းထင်မှတ်လိုက်မိသေးတာပဲဒါပေမဲ့နှစ်ပွဲဆက်အနိုင်ယူခြင်းနဲ့ပြန်လာခဲ့နယူကက်ဆယ်နဲ့ပွဲမှာအနိုင်ရရုံညှစ်ကစားခဲ့ရတယ်ဆိုရင်တော့ဖူအမ်နဲ့ပွဲမှာတော့သူတို့လွတ်မြောက်သွားပုံခင်ဗျားလည်းမြင်နိုင်တာပဲဒါအသိရေးကြီးတယ်ကျက်တဲ့လက်ကျန်ပွဲစဉ်တွေကြည့်ရင်လည်းသူတို့ကိုတားဆီးလိုက်စမ်းမယ်ဆိုတဲ့အသင်းကြီးတသင်းမှာပါမနေဘူးပေါ့မန်စီးတီးဘက်ကအမားယွင်းမရှိလိုက်ရင်ရောလို့ခင်ဗျားမေးချင်လိမ့်လုံးနိုင်လောက်ပါတယ်ဟာလုံးခဲ့ပြီးလောက်တေချာမှုမရှိဘူးလေဒီတကဖီအားများနဲ့ကိုဟာအာဆနယ်မဟုတ်ပဲမန်စီးတီးဖြစ်ခဲ့ရပြီအန်နီစလိုဘောခင်ဗျားရဲ့သဘောထားအပြောင်းလဲရှိမရှိရာသီပိတ်မှာကျွန်တော်ရဲ့စိတ်ပါဆုံးစကားတောင်းတမှုအကြီးမားဆုံးဖြစ်လို့စိတ်ကအဲ့ဒါပဲကျက်တဲ့ဒီပဲကြီးထွက်ခွာသွားဖို့ပါပဲမန်ယူချန်ပီယံလိဝင်ခွင့်ရတော့ခင်ဗျားသေကောင်ပေါင်းလဲပျော်ရွှင်ပြနေပြီသူတို့လည်းအဲ့ဒီတိုင်းရှိခဲ့ပုံကြဘာကြောင့်အတိမမပြုတ်ရတယ်ကျဲနဲ့မနေ့ကပွဲပြီးတော့ဆိုဘိုစလိုင်းကငါတို့ဟာချန်ပီယံတွေလို့ဟန်ပန်တစ်ခုနဲ့တုံ့ပြန်ခဲ့အဲ့ဒါအမှန်ပဲကျက်တဲ့ကျွန်တော်တို့ကလီဗာပူးရှင်သန်နေပုံအတိမပြုတ်ရလေးစားရပါလိမ့်မယ်ချန်ပီယံအသင်းနောက်ရာသီကျချန်ပီယံလိပဲဝင်ခွင့်ရတာကျွန်တော်တို့ကလိုက်လဲစွာကြိုးစိုးပါးကြီးသွားလုံနေလို့မရဘူးလေမန်ယူကြတော့ဒါပဲပြန်လာသူရဲ့ခြေတံကိုဖွဲ့ဆိုနေတာဖြစ်တယ်ဒါပဲကြည်တောက်ရှင်းတဲ့အောင်မြင်မှုဖြစ်တယ်သူတို့နှစ်သင်းကြားမှာအဲ့ဒီလိုခြားနာပါလေဒီဘက်မှာခင်ဗျားတို့အရေးရွှမ်းခဲ့တဲ့သစ်သီးတစ်လုံးကြောင်းနဲ့ပိတ်ရအောင်နှစ်သင်းလုံးချစ်ခဲ့ပါလေသူတို့ကောင်းကျိုးအစဉ်လိုလားခဲ့တယ်ပေါ့ကျက်တီဒါမဲ့တသင်းကိုပဲရွေးရမယ်ဆိုရင်တော့ဒီမှာဆက်ရှိနေစေချင်တာစပါပဲဖြစ်ရမယ်ဒီသင်းတာဝန်ရှိသူတွေကိုစိတ်ချင်ဖောက်ပြီးတန်းဆင်းသွားတော့တန်ပါတယ်ကွာလို့ပြောဆိုတာမျိုးတွေကျွန်တော်နားလေပါတယ်ဒါမဲ့ကျွန်တော်တို့လိုပရီးမီးယားလိမိသားစုကြီးထဲမှာသူလည်းတစ်ချိန်ကတာဝန်ကျေခဲ့တဲ့သားပဲအောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘူးဆိုရင်တော့မိသားစုဂုဏ်ရည်ကိုမြင့်တင်နိုင်ခဲ့ညီကိုတွေပျော်ရွှင်ကိုရှေးရှုနိုင်ခဲ့ပါတယ်ဒါကြောင့်ဝက်ဆမ်ရှုံးသွားတာကိုအခွင့်အရေးယူပြီးတန်းစင်းစုံတွေကစပါလွတ်ထွက်လာတာဟာကျွန်တော်တို့ချိုမိန်နဲ့တစ်သီးတစ်လုံးပါပဲ